hello ဒီတစ်ခါကတော့တတူတထိုးတဲ့ blog လေးပဲဖြစ်ပါတယ်တတူကမြို့ပေါ်မှာတထိုးမှမို့လို့မြို့ပေါ်ကိုသွားမှာပါခုကတော့ထောင်းဆန်အတိုင်းမြို့ပေါ်သွားဖို့ကိုယထာစီရမှာဖြစ်ပါတယ်ယထာတစ်ဆင့်ကားတစ်ဆင့်မြို့ပေါ်ကိုရောက်ပြီးတော့ဆိုင်အောင်အရင်ရှာမှာပေါ့နော်ဆိုင်ကလည်းသူကအထက်တွေအများကြီးထဲမှာသူဆိုင်နေတဲ့တီတီလေးဆိုတော့တော်တော်ရှာလိုက်ရပါတယ်အဲ့လိုနဲ့ပဲရှိုင်းနဲ့ဆိုင်အောင်ရှာတွေ့သွားတယ်ပေါ့နော်ခုကတော့ဆိုင်ရောက်ပါပြီဆိုင်ရောက်တော့ကျမတိတ်ပြီးများဆဆဆွေးနွေးစရာမရှိခဲ့ဘူးပေါ့နော်လည်းဆိုတော့သူ့ကိုစပြီး email ပို့ကြတဲ့ကရေးချင်တဲ့ဟာလေးတွေကိုပို့ထားပြီးတော့ပါကပ်ပြီးမှာပေါ့နော်ဒီဇိုင်းလေးပါရွေးကြီး site ကြီးတေးရွေးပြီးစထုံးနေပါပြီနော်နာပါတယ်ကျမကြိတ်ပြီးခံနေတာပါဒါပေမဲ့လည်းတက်တူအရင်ကြိုက်လို့ထိုးတာပါဒါကတော့ထိုးပြီးသွားတဲ့ result လေးပါတော်တော်လေးလဲနာတော်တော်လေးလဲကြိုက်တယ်တော်တော်လေးလဲလာပါတယ်အရင်ကကျေနပ်ခဲ့ပါတယ်ဒါကတော့ရင်ဘတ်မှာနောက်တစ်နေရာထပ်ထိုးတာပေါ့နော်ဒါလေးကတော့စာလုံးတေးလေးပဲထိုးတာပါဒါလေးကတေးလေးပဲမလို့တိတ်မနာလိုက်ပါဘူးအားလုံးထိုးပြီးတော့ရေဆိုခံနဲ့ size လေးကပ်ပေးလိုက်တယ်ပေါ့နော်ဒါက outfit check အဲ့လိုနဲ့ပြီးတော့ပါပြီကျမရဲ့တက်တူထိုးတဲ့ဘလော့လေးတူလည်းထိုးပြီးသွားပြီဆိုတော့ရိုက်စရာမရှိတော့လမ်းမှာကိုယ့်ဘက်ကိုရိုက်တယ်ရှာရိုက်တယ်ဒီထိုးတာလေးက some kiss နေတော့တော်တော်လာလို့ကိုယ့်ဘက်ကိုရိုက်တယ်ရိုက်စရာမရှိတော့လမ်းဘေးကပန်းပင်လေးလိုရိုက်ပါတယ်ကျမရဲ့တက်တူထိုးတဲ့ဘလော့လေးကတော့ပြီးသွားပါပြီရှုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘိုင်